တဲလူပြောပြရဲ့မက်ဆီရဲ့အကောင်းဆုံးလက်ဆောင်အားလုံးပဲမင်္ဂလာပါဂျူလီယန်နိုင်မှာကြိုဆိုပါရစေဘာစီလိုနာကစားသမားဟောင်းတဲလူမှတ်မိကြသေးလားဗျာဘာစီလိုနာမှာကစားနေစဉ်အတွင်းမက်ဆီပေးခဲ့တဲ့အကောင်းဆုံးလက်ဆောင်တစ်ခုကြောင်းသူကအခုလိုပြောပြခဲ့ပါတယ်ကျွန်တော်ပထမဆုံးတားဦးလေးရပြီးနောက်နေ့မှာလာလီဂါပွဲစဉ်အဖြစ်လီဗန်တီးနဲ့ကျွန်တော်တို့ကစားရမှာကျွန်တော်တို့ပွဲမစခင်အဝေးလဲကန်းထဲမှာထိုင်နေရောကစားသမားတော်တော်များများကကျွန်တော်ကလေးလေးအတွက်လက်ဆောင်တွေယူလာခဲ့ကြတယ်။ဒါပေမဲ့မက်ဆီကတော့ဘာလက်ဆောင်မှမယူလာဘူးဗျ။သူကကျွန်တော်ကိုဂုဏ်ပြုပါတယ်လို့ပြောတယ်။ပြီးတော့မင်းရဲ့ကလေးလေးအတွက်လက်ဆောင်ကကွင်းထဲမှာရှိရဲ့တဲ့။ငါဘောလုံးရရင်မင်းပြေးထွက်ဖို့တော့လိုတယ်နော်လို့ထပ်ပြောခဲ့သေးတယ်ဗျ။ကွင်းထဲမှာလီဗန်တီးနဲ့ကစားရတော့မက်ဆီကကျွန်တော်ကိုသွင်းခွင့်နဲ့အချိန်ကြီးဖန်တီးပေးခဲ့တယ်။ကျွန်တော်လည်းအဲ့ပွဲမှာဟက်ထရစ်ရခဲ့တယ်လေ။အောင်ပွဲခံမှုတိုင်းကိုလည်းကျွန်တော်သားလေးကိုဂုဏ်ပြုပြီးအောင်ပွဲခံခဲ့တယ်။ပွဲလေးပြီးတော့ကျွန်တော်ဟက်ထရစ်ဘောလုံးကိုယူပြီးဝေလဲကန်းထဲကိုဝင်လာခဲ့ဝေလဲကန်းထဲမှာမက်ဆီကိုတွေ့တော့ကျွန်တော်ကဂျီရူးတင်စကားပြောလို့ရှိရောငါ့ကိုမင်းဟက်ထရစ်ဘောလုံးပေးလို့ပြောတယ်ပြီးတော့ဘောလုံးပေါ်မှာကျွန်တော်သားနာမည်နဲ့သူ့လက်မှတ်ကိုထိုးပေးပြီး congratulation ဒါမင်းရဲ့သားလေးအတွက်လက်ဆောင်ပါလို့ပြောတယ်အဲ့ဒီချိန်တော့ကျွန်တော်ဝမ်းသာမှုပေါ်ပြစရာပဲစကားလုံးမှမရှိပါဘူးသူဖန်တီးပေးခဲ့တဲ့လက်ဆောင်ကကျွန်တော်တွေ့ရောကျွန်တော်သားလေးအတွက်ကအသက်မမေ့နိုင်စရာလက်ဆောင်တစ်ခုပါလို့တဲလူကအခုလိုဖွင့်ရခဲ့ပါတယ်။ဒါကလေးမှာဘိုးတန်လက်ဆောင်ကြီးတွေထက်တစ်သက်လုံးမမေ့နိုင်စရာအမတ်တရားတွေကပိုတန်မိုးရှိတတ်တာမို့တဲလူအတွက်တော့အဲ့ဒီနေ့ဟာအကောင်းဆုံးနေ့ရက်တည်းဖြစ်ခဲ့မှာတော့သိကြပါပဲ။